မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့မိတ်ဆွေများကို TikTok မှာလူတိုင်းမဖြစ်မနေလုပ်ရမယ့် setting အကြောင်းမျှဝေပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေများဒီ setting တွေကိုကိုယ့်ရဲ့ TikTok မှာလုပ်ထားမယ်ဆိုရင်မိတ်ဆွေများရဲ့ video ကလူတိုင်းစီရောက်မှသိချပါတယ်အရင်ဆုံးကျွန်တော်လုပ်ရမှာ TikTok application ထဲဝင်မယ် application ထဲဝင်ပြီးတော့ကိုယ့်ရဲ့ profile သွားမှာဖြစ်ပါတယ်ကိုယ့်ရဲ့ profile သွားပြီးရင်ဒီအပေါ်နာမြင်းချောင်း၃ခုရှိတဲ့နေရာနှိပ်လိုက်ပါတော့နှိပ်ပြီးတော့မိတ်ဆွေများဒီ setting နဲ့ privacy ဆိုတဲ့နေရာကိုနှိပ်လိုက်ပါအောက်နည်းနည်းသွားပြီးတော့ဒီ private account ဆိုတဲ့နေရာကိုနှိပ်ကြည့်လိုက်ပါမိတ်ဆွေများရဲ့ account ကတကယ်လို့ private account ဖြစ်နေဆိုရင်အဲ့ဒါကိုပြင်လိုက်ပါဘာလို့ဆိုရင် private account ဖြစ်နေရင်မိတ်ဆွေများရဲ့ video ကလူတိုင်းစီရောက်မှာမဟုတ်လို့ပါတကယ်လို့လူတွေကခင်ဗျားရဲ့ account ထဲဝင်ကြည့်မယ်ဆိုရင် private account ဖြစ်နေရင်ဆိုရင်သူကခင်ဗျားတင်ထားတဲ့ video လည်းမြင်နိုင်မှာမဟုတ်ပါဘူးခင်ဗျားတို့ပြန် follow လုပ်ထားတဲ့လူတွေပဲခင်ဗျားတို့ရဲ့ video မြင်နိုင်မှာဖြစ်တဲ့အတွက်ဒီ private account ဆိုတဲ့နေရာကိုပိတ်ဖို့လိုပါတယ်နောက်တစ်ခု setting ကတော့ဒီ comment ဆိုတဲ့နေရာမှာမိတ်ဆွေများရဲ့ video ကို comment လုပ်လို့ရတဲ့လူတွေရဲ့နေရာကိုနှိပ်ရမှာဖြစ်ပါတယ်အဲ့ဒါကိုနှိပ်ပြီးတော့ခင်ဗျားတို့ friend လို့ပြောင်းထားရဆိုရင်အဲ့ဒါကိုပြင်ပြီးတော့ everyone လို့ပြောင်းမှာဖြစ်ပါတယ်ဘာလို့ဆိုရင်လူတိုင်းကခင်ဗျားတို့ရဲ့ video ကို comment လုပ်လို့ရမှာသူတို့က TikTok ရဲ့ algorithm ကဒီ video လူတိုင်းစီများပို့ပေးရဖြစ်ပါတယ်နောက်တစ်မျိုး setting ကတော့ဒီ reuse of content ဆိုတဲ့နေရာကိုနှိပ်လိုက်ပါအဲ့ဒါကိုနှိပ်ပြီးတော့ဒီပေါ် reuse content ကိုလုပ်လို့ရတဲ့လူတွေနေရာမှာ everyone လို့ပြောင်းထားမှာဖြစ်ပါတယ်ဘာလို့ဆိုရင်အဲ့လိုပြောင်းထားမှမိတ်ဆွေများရဲ့ video လူတိုင်းက reaction ပေးတာဒါမှမဟုတ်အဲ့ဒါကိုနည်းနည်းပါးပါးကူပြီးတော့ကို video ပါတင်တာအဲ့ဒါပြောင်းပြီးတော့လုပ်လို့ရပါဘောအဲ့ဒါတကယ်ရေးကြီးတဲ့ setting တစ်ခုပါဒီ following လေးဆိုတော့မိတ်ဆွေများကိုပဲသိရှင်တယ်လို့ပြောင်းထားလည်းရပါတယ်ဘာလို့ဆိုရင်ကို follow လုပ်ထားတဲ့လူတွေကိုမသိစေချင်လည်းရပါတယ်ဒီ live video နေရာမှာလည်းကိုရဲ့ TikTok မှာ live လုပ်ထားတဲ့ video တွေကိုလူတိုင်းမမြင်စေချင်အဲ့ဒါတော့ဒီတိုင်းပဲပြောင်းထားတာကောင်းပါတယ် TikTok မှာခင်ဗျားတို့လုပ်ရမယ့် setting တွေကတော့ဒီလောက်ပါပဲမိတ်ဆွေများဒီ setting တွေကို on လုပ်ထားမယ်ဆိုရင်မိတ်ဆွေများရဲ့ video ကလူတိုင်းစီရောက်တော့ကျင်းသိဖြစ်ပါတယ်မိတ်ဆွေများ viral ဖြစ်ဖို့ကလည်း percent များသွားပြီပေါ့ပြီးနောက်တစ်ခုကကျတော့မိတ်ဆွေများ video တင်မယ်ဆိုရင်ညနေပိုင်းလောက်တင်တာအကောင်းဆုံးပါဘာလို့ဆိုရင်ညနေပိုင်းကလူတွေကအလုပ်လည်နာအချိန်ဒါမှမဟုတ်ကြောင်းသားရေးဆိုရင်လည်းပြန်လာတော့သူတို့ကဒီ TikTok မှာတင်ထားတဲ့ video မြင်နိုင်ရှိများပါခင်ဗျာရဲ့ညနေပိုင်းတင်ထားတဲ့ video တွေဆိုလူတိုင်းစီအမြင်ရောက်ဖို့အချိန်ကြီးများပါနောက်တစ်မျိုးလုံးရမှာခင်ဗျာရဲ့ video ခဏကိုဖုန်းနဲ့ပဲကိုပြန်ကြည့်ရမလို့ပါနဲ့ဘာလို့ဆိုရင်ခဏအဲ့လိုမျိုးလုပ်မယ်ဆိုရင် TikTok ရဲ့ algorithm ကခင်ဗျာရဲ့ video နဲ့ပတ်သက်ပြီးသိဖြစ်သွားမှာဒါဆိုရင်သူကဒီ video share လုပ်တာနည်းနည်းပါးနည်းသွားမှာပေါ့အဲ့လိုလုံးမယ်ဆိုရင်မိတ်ဆွေများ viral ဖြစ်တော့နည်းနည်းချင်းနေသွားမှာပေါ့ဒီ video ကတော့ဒီလောက်ပါပဲမိတ်ဆွေများဒီ video ကိုကြိုက်တယ်ဆိုရင်ကျေးဇူးပြုကျွန်တော် channel ကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့အားလုံးပဲမင်္ဂလာပါ